Some
လဲခင်ဗျာသာသနာ့ဘာမေကိုသွေးချင်းနဲ့တာကောင်းရတာညာဖြစ်ပါပြီခင်ဗျာကျေနာခုနပါးနဲ့ပြည့်စုံပါလားခင်ဗျာကျေနာခုနပါးသင်္ကေတနာအလုံးစုံပြည့်စုံပါလေခင်ဗျာဟုတ်ကဲ့အမြင့်ကလာအမြင့်ကလာရပါလားခင်ဗျာအမြင့်ကလာခဲ့ပါလေခင်ဗျာဟုတ်ကဲ့အမြင့်ကလာရပါဆိုရင်ကျွန်တော်လည်းအောင်မြင်တဲ့တကားအဖို့တွေခင်ဗျာဘယ်ချိန်ကိုကြွပြီးရာကြီးလာနိုင်တဲ့ကြပါဗျာဟုတ်ကဲ့ပါခင်ဗျာရာကြီးကပြန်ခဲ့ပါပြီဖြစ်ပါ၍အခမ်းအနားစတင်ပါတော့ပြီမြမစေကံထုံးတာဇင်လာအရလောကီမင်္ဂလာဆက်နှပြရေလို့ရှိကြပါတယ်လောကီမင်္ဂလာဆက်နှပြဟူသည်ကဗ္ဗဝတ္တမင်္ဂလာဝိဒါထမင်္ဂလာကိသစ္စေရဏမင်္ဂလာဒေါလာကရဏမင်္ဂလာအာဟာရပရိဘောဂမင်္ဂလာတံမူလာဗတ္တမင်္ဂလာသာသနာပပိတမင်္ဂလာကဏ္ဍဝိသနာမင်္ဂလာအာဝါဟဝိဝါဟမင်္ဂလာရေလို့လောကီမင်္ဂလာဆက်နှပြရှိကြပါတယ်ထို့နောက်တပံကဘာဥတုကဥလူတို့အတီးကြီးတို့တို့ကေတော့ဒိညာချင်းဆေပါဝီရှိလေသည်ဒိညာချင်းဆေပါဝီဘုတို့တန်းတင်ဒိညာချင်းလက်စွပ်လေဒိညာချင်းအိုလေဒိညာချင်းဓာလီဘွဲ့ဒိညာချင်းစူရိယယေပဒိညာချင်းဥထိတ်တဲ့ရေတင်သွေးဒိညာချင်းဟူစသည်ဖြင့်ဆေပါရှိလေသည်တေဒါကြောင့်ဒီမင်္ဂလာပွဲကြီးမှာဖြင့်ဒီဇင်လာဖြာဖြာကျမ်းလာရှိအောင်အခါကောင်းအခါမြတ်၌ဂျုံတိုက်ပြီးဖြစ်ပါသဖြင့်လူမိဥစ္စာဘုံတော်ဒုထအတုလာရှင်တော်မြတ်ဗျာဤဟောကြားမိတ်မှာသင်္ကာလသုတ်တံဒေသနာနဲ့အညီမိမိတို့အရွယ်တို့ရောက်ကြပြီးတော့သာသမီတက်လျာရင်သွေးတို့အပေါ်ဝဲအမျိုးအနွယ်ရွေးချယ်တည်တည်ကြီးပွား၍မျော်တွေးထောက်ထားကထိညာလက်ထမင်္ဂလာပြုလုပ်ပေးရမည်ဟုဆိုလာသည့်အတိုင်းနေနွယ်နန်းတွေလျက်ဖွင့်သလိုမြို့ကိုတူဆိုကလျာယုံ၍ပင်ပုံမီလရွှေနဲ့မြတ်ကဲ့သို့ပရိဒတ်ဘူဘုံအလယ်တွင်သူဆုံနှစ်သွယ်မြစ်တာနှင်းရံဖို့จิตဟာခမဲပေါင်းစုံညီတဲ့အခါတွင်ဘောင်းယုံစံဒီအသွင်နန်းကဆက်ညံကကြောဗန်းအစစ်တွင်ကျွန်တော်ဥသိမ်းဥကတူကြီးရာလို့မှုတူရိယာတန်စုံညီရာ၍အခြေကြပါသည်ဒါကြောင့်သူတို့ကသူတို့တပည့်တို့ရဲ့ဇာတာနက်ကတွတ်ပါသည်အဲ့လိုအဖေအားရတဲ့သူရဲ့တို့သမီးတို့၏ဓာတာလက်ကတွန်းမှကြီးလက်ထပ်ဖို့ရအချိန်ကြပါပြီ။ဒါကြောင့်ဒီရချိန်တက်ကလေးရာသာကောင်းမြတ်သည့်အချိန်ကရောက်လာပြီဖြစ်ပါသဖြင့်ငါမောက်ရဏအယောင်အလီဒီဆန္ဒမနာသလိုသေရောက်တဲ့ပြာကျေနာစွာနောက်အစီသွင်းရအောင်လက်ထပ်ပညာနှင့်သင်္တို့သာဘုံသမီးမင်္ဂလာခန္ဓာတို့မြတ်ကြွဖို့ဖိတ်တော်ခြင်းပြုပါရခင်ဗျာ။
3ရက်28ရက်2လ2019ကြာသာပတိနေ့မကွေးတိုင်းဒေသကြီးအောင်လာမြို့နယ်ဂိတ်အုပ်စုပြည်တော်ကြီးပါနေဦးလရှိန်တော်တန်းတိုင်းသမဂကြီးပါနေဦးတောင်းဒေါ်ခင်ဝင်းကြီးတို့၏မြေပြည်တော်ကြီးပါနေဦးသန်းအောင်ကျော်ဒေါ်ကျူကျူတို့တို့၏တာကလေးမောင်မင်းထက်အောင်နဲ့တရားရီတိုင်းဒေသကြီးအိမ်မဲမြို့နယ်ရာတိကြီးပါနေဦးကုန်းရွှေဒေါ်တန်းရွှေမကွေးတိုင်းဒေသကြီးအောင်လာမြို့နယ်ရွှေဘန်းတော်ရွာကံကြီးရပ်ကွက်ဦးမြိုင်ဒေါ်ကြီးတို့၏မြေလူမျိုးဝင်းတော်ပိုင်းတို့၏ပြည်ကလေးမမမှုမျိုးဆွေ BSA တဲ့ကျွန်တော်တန်ရရအင်္ဂလိပ်စာမတတ်ပါဘူးဗျာအဲ့ဒီတော့ကျွန်တော်ဟုတ်လားဝန်ခံပါတယ်ကျွန်တော်ဘုန်းကြီးတောင်းခွဲဖြစ်ပြီးတော့အင်္ဂလိပ်စာနားမလည်ပါဘူးအဲ့တော့ဒီကနေ့မင်္ဂလာဝဲဆိုတော့မင်္ဂလိအိဋ္ဌဝိပါကတဲ့ဟုတ်ပြီမင်္ဂလာနဲ့ကြာရန်အကျင့်ကိစ္စကပြင်ကြောင်းရုံးတော်အလုံးစုံဒီအိဋ္ဌဝိပါကတဲ့ကောင်းသောအာယုံဝိုက်တိုင်းဆိုရင်လွှတ်တုံပြည့်သည်ခေဝေမပြုအမျိုးမျိုးတို့ကိုဘုရားဒီတည်းတရားဒီလာကလို့မြမတုတ်တဲ့စေရပါပြီတဲ့ဣတိတတမထုံးကြောင့်မင်္ဂလာလို့ညီပါပြီတဲ့ဗျာအားလုံးသိကြတဲ့မင်္ဂလာဆိုဒီမှာကောင်းတာပြုလို့ကမင်္ဂလာပါပဲမကောင်းဘူးဟူကြကုန်ရင်းချက်တတ်တော့မင်္ဂလာလို့ခေါ်ဆိုအပ်ပါတယ်တဲ့မကောင်းဘူးဟူကြကိုကျူပြီးမှခုကျူဖို့ပါမကြံသေးရနှုတ်နှုတ်စင်းရဖြစ်တတ်တော့မင်္ဂလာလို့ခေါ်ဆိုအပ်ပါတယ်တဲ့အဲ့ဒီတော့ဒီကနေ့သူတို့သားလေးမောင်မင်းတဲ့အောင်နဲ့သူတို့သမီးလေးမမုံမှုမျိုးဆွေတို့ရဲ့လက်ထမင်္ဂလာတော့ဆိုတော့မိဘတို့တရားတွေရှိပါတယ်တဲ့ရှင်းတော့ကဆင်လာမပြတ်နှစ်ဖက်မိဘရှိကြဝတရားသမီးသားကိုချိန်ခါရွယ်တင်ပတ်နေပဲမင်းသောက်ခါတဲ့ပြပြုအပ်မင်္ဂလာတဲ့ဗျာမိဘတို့တရား၅ပါးရှိပါတယ်မင်္ဂလာပြောစရာရှင်စရာပေါ်တာဆုံးစွာအတိအရောကျင်နာအကြောင်းဆက်ပေါင်းဖက်နိုင်မှုစုပန်ချွေကစိတ်စီးသောဘဝခင်းလဲမှာရှောင်လန်းနိုင်ဖို့ရာမိပေါင်းဆွေတဟာနမိတ်ကောင်းချွေကကောင်းကြီးပြီလို့ဩဘာသံတွေသာမင်္ဂလာပြောစရာရှင်စရာပေါ်တာဆုံးစွာအတိအရောကျင်နာအကြောင်းဆက်ပေါင်းဖက်နိုင်မှုစုပန်ချွေကစိတ်စီးသောဘဝခင်းလဲမှာရှောင်လန်းနိုင်ဖို့ရာမိပေါင်းဆွေတဟာနမိတ်ကောင်းဆွေကကောင်းကြီးပြီလို့ဩဘာသံတွေသာရောက်လာကြတော့ပြိတ္တအလင်းမှာကြေတရားလေးများကြကထွန်းလင်းသည်ဒီလာမင်းစန္ဒပမာသူတို့သားနဲ့သူတို့သမီးလာတူမပြရှုမကြီးစရာဝင်းပါကจิตတိရှုံးဝီပြဒီမီမီပူပွားဆုံးစွာကြည်ကြည်တာလာပြုံးပန်းဝေစာတတတူပြောနေကလက်ထက်မင်္ဂလာဒီနေ့ဒုက္ခမင်္ဂလာရှိတဲ့နေရာမင်္ဂလာရှိတဲ့ကိဟာမင်္ဂလာရှိသောစကားများနဲ့မုန်းထုံပြီးကမင်္ဂလာချစ်တဲ့တစ်ချိန်လေးကြားရဝင်ပြရာမင်္ဂလာပေါင်းခံရောက်လာသူမြတ်တဲ့ကောင်းကြီးမင်္ဂလာက
င်္ဂလာပြောစရာရွှင်စရာဟောတာဆုံးစွာအတိအရတော့ကျင်နာကြောင်းဆက်ကောင်းဖက်နိုင်မှုစုပန်ချွေကစိတ်စီသောဘဝခီးလမ်းမှာရှောင်လန်းနိုင်ဖို့ရာမိပေါင်းဆွေတဟာနမိတ်ကောင်းဆွေကကောင်းကြီးပြီလို့ဩဘာတန်တွေကကြွရောက်လာတော့ပြိတ္တလေးမှာကျေတရားလေးရတာကထုံးလေးလာမစနာပမာတူတာနဲ့တူသမီးလာတူမြပြရှင်မကြီးစရာဝိပါကတတိရှုံးဝိပြသိသိမီမီပို့ဖွားဆုံးစွာကြည်ကြီးတာရာပြုံးပန်းဝိစာဘုဒ္ဓတူပြောနေကလက်ထက်မင်္ဂလာဒီနေ့ဒုက္ခမင်္ဂလာရှိတဲ့နေရာမင်္ဂလာရှိတဲ့ဒီဟာမင်္ဂလာရှိသောစကားများနဲ့မွန်ထုံပြီးတာမင်္ဂလာတတိတစီနေကြရဝင်ပြာမင်္ဂလာပေါင်းခါညောင်းရောက်လာသူမြတ်တဲ့ကောင်းကြီးမင်္ဂလာနီမောင်နန္ဒပေါ်သူပျော်ပျော်ရွှေလက်တွဲတွေးတွေးစကားဖေးမှခေါ်ကြတယူတရားနဲ့ကျင်နာမဆုံးအောင်ချစ်ပြုံးလိုက်လိုက်ပွင့်ကြတော့ဗန္ဒရာလေးစီတမျိုးတခေါ်တို့အများမြင်သမျှအကြီးမဝအောင်ရှိမဝအောင်ပြောကျင်စာအူဇနီမောင်နန္ဒပေါ်သူပျော်ပျော်ရွှေလက်တွဲတွေးတွေးစကားဖေးမှခေါ်ကြတယူတရားနဲ့ကျင်နာမဆုံးအောင်ချစ်ပြုံးလိုက်လိုက်ပွင့်ကြတော့ဗန္ဒရာလေးစီတမျိုးတခေါ်တို့အများမြင်သမျှအကြီးမဝအောင်ရှိမဝအောင်ပြောရှောင်းလန်းကြတဲ့ချစ်မောင်မေတွေပေါ်တို့များစုချွေတောင်းလိုက်ပါရဲ့အမုန်းချောင်းလေးများမချရအောင်တော့ဒီမပြတ်ခရီးဆက်ရွှေလက်နဲ့တွဲပါတော့ရော်ရလီမောင်မဲနူချစ်လိုက်ကြတာယူမှုပဲနော်ကဘာမှာရှာပါရှာအမုန်းစကားလေးတွေမတုံးတဲ့တရုပ်ပေါ်အောက်ချင်းကိုအောက်ချင်းမှတဲ့သူတို့ချစ်ကတာလို့ထင်ပေါ်ပန်းတရာပေါ်ရှောက်လန်းလာတဲ့တို့များတကယ်ချင်းတို့များချစ်မဝလို့ပြောကျင်စာဦးရိုးစနီမောင်နန္ဒပေါ်သူပျော်ပျော်ရွှေလက်တွဲတွေးရဲစကားဖေးမှခေါ်ကြတယူတရားနဲ့ကျင်နာမဆုံးအောင်ချစ်ပြုံးလိုက်လိုက်ပွင့်ကြတော့ဗန္ဒရာလေးစီတမျိုးတခေါ်တို့အများမြင်သမျှကြီးမဝအောင်ရှိမဝအောင်ပြော
ရှောင်းလန်းရတဲ့ချစ်မောင်မယ်တွေအပေါ်တို့များဆုချွေတောင်းလိုက်ပါရဲ့အမုန်းချောင်းလေးများမချရအောင်တော့ဒီမပြတ်အေးဆက်ရွှေလက်နဲ့တွေ့ခါတော့ပြောရဲလီမောင်မယ်နူချစ်လိုက်ကြတာယူမှုပဲနော်ဒီကဘာမှာရှာမရှာအမုန်းတကားလေးတွေမတုံးကြမ်းတရုပ်ပေါ်အောက်ချင်းဖို့အောက်ချင်းမာတဲ့သူတို့ချစ်ကတာလို့ထင်ပေါ်ပန်းတရာပေါ်ရှောက်လန်းလာတဲ့တို့များတနေချင်းတို့များချစ်မဝါလို့ပြောကျမတို့သည်ကျွန်တော်တို့ကျမတို့သည်ဒီမင်္ဂလာရက်မြတ်ခါဒီမင်္ဂလာချိန်နာရီဒီမင်္ဂလာခံမနိုင်မင်္ဂလာမိဘနှစ်ဖြာနှင့်မင်္ဂလာအပရိသတ်ရှိတွင်မင်္ဂလာတီးရန်မင်္ဂလာယရုဒံမင်္ဂလာစကားရန်ဝေဝေစီမင်္ဂလာဤနေ့မှစမင်္ဂလာဇနီးမောင်နှံဖြစ်မင်္ဂလာခီးကိုစာပြု၍ဘဝတစ်ခုတည်ဆောက်ကြပါမည်တွဲလက်မခွဲသက်အသေးသက်အခရာကပြီးတင်ကြပါမည်ကျွန်တော်တို့ကျမတို့သည်ကျွန်တော်တို့ကျမတို့သည်နှစ်တရားမြတ်တာချစ်တရားပူဇော်အကြောင်းဆက်ပေါင်းဖက်ကြဘူးသစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်သားကောင်းယရနာသမီးကောင်းယရနာလောကအတွက်ကျေးဇူးဆက်ရန်နင်းအပရစီနင်းအပရစီလက်ဦးစရာမိတိုင်းစွာသာပုပ္ပစရိယမိနေဟာမှုသွေးငါဖြစ်တဲ့ပြိုခင်လေးတွေဥယျာဉ်မှုလူပရစီဘုရားဘာသာမြန်မာလူမျိုးပြည်ပြီးအလူရေးဇက်လက်နဲ့မကွာပေးကမ်းလူရန်နိုင်ကြတော့ချစ်စနီးမောင်နှံဖြစ်ပါရစေနှစ်ဖက်သားမိဘနေနဲ့လာကိုဒီတပံတဲ့တဆုံမွေးချီစုတွေကျွေးချီစုတွေပြုစုလူကျွေးသမှုရကျွေးဝအောင်ကြည်အောင်ဆက်ပါရစေငယ်တော်ဘဝစေကျော်ကအရွယ်တော်ကြလို့ဇရာဖြစ်စီအဖိုးကြီးဖွားကြီးဖြစ်ခဲ့တဲ့တနေ့ဖယားသွားကြောင်းတက်စေပေးမိယူအဖြူရောင်ချစ်တွေနဲ့ဦးဆွေဆံမြေချစ်ပရပေါင်းမရစေကျွန်တော်တို့ကျမတို့သည်ကျွန်တော်တို့ကျမတို့သည်ဤမင်္ဂလာရဲ့မြတ်ခါဤမင်္ဂလာချိန်နာရီဤမင်္ဂလာခံမနိုင်မင်္ဂလာမိဘနှစ်ဖြာနှင့်မင်္ဂလာအပရိသတ်ရှိတွင်မင်္ဂလာတီးရန်မင်္ဂလာယရုဒံမင်္ဂလာစကားသံဝေဝေစီမင်္ဂလာဤနေ့မှစမင်္ဂလာဇနီးမောင်နှံဖြစ်မင်္ဂလာခီးကိုစာပြု၍ဘဝတစ်ခုတည်ဆောက်ကြပါမည်တွဲလက်မကွဲသက်သေးသက်အခရာကပြီးတင်ကြပါမည်ကျွန်တော်တို့ကျမတို့သည်ကျွန်တော်တို့ကျမတို့သည်နှစ်တရားမြတ်တာချစ်တရားပူဇော်
အကြောင်းဆက်ပေါင်းဖက်ကြဘူးသစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်သစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်သစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်သစ္စာဆိုပါသည်သစ္စာပြုပါသည်သစ္စာပြုပါသည်သစ္စာဆိုပါသည်多久没吃个饱饱来没来？